မိတ်ဆွေတို့ဘဝမှာလမ်းမတစ်ခုကိုရွေးချယ်မိတာဟာကိုယ့်အသက်ကိုယ်တောင်ဆုံးရှုံးစေနိုင်တယ်ဆိုတာသိပါသလားတခါတလေမှာအပြောကောင်းသူတွေရဲ့လှည့်ဖျားမှုနောက်ကိုလိုက်မိရာကနေမရှုမလှပျက်စီးသွားရတတ်ပါတယ်ဒီနေ့မှာတော့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အပန္နကဇတ်တော်ကိုအခြေခံပြီးဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဘလို့မှန်ကန်အောင်ချမှတ်ရမလဲဆိုတာပြောပြပြီးသွားမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်တာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတည်င်းသုံးနေစဉ်အခါကအနာတပိတတိဟာသူ့ရဲ့အဆွေခင်ပွန်းနေဖြစ်တဲ့တိတ်ထိတပိ900ကိုဘုရားထံခေါ်ဆောင်လာခဲ့ပါတယ်အစပိုင်းမှာတော့သူတို့ဟာယတနာ3ပါးကိုကြီးညူပြီးတရဏဂုံတီခဲ့ကြပေမဲ့ဘုရားရှင်တခြားအရက်ကိုကြွသွားတဲ့အခါမှာတော့စိတ်တည်ရင်းရိုင်ပြီးသူတို့ကိုယ်ွယ်ရာဟောင်းနေစီပြန်သွားခဲ့ကြပါတယ်ဒါကိုဘုရားရှင်ကသိရှိသွားတဲ့အခါမှာတော့မှန်ကန်တဲ့လမ်းစဉ်ကိုမရွေးချယ်နိုင်သူတွေဟာဘလို့ဘီဒုက္ခတွေနဲ့ကြုံရတတ်လေဆိုတာကိုအတိတ်စထုတ်တစ်ခုနဲ့ရှင်းပြပေးခဲ့ပါတယ်ဟိုးရှိတုန်းကဘာရာနတိပြည်မှာလှဲကုံတဲ့2ဦးရှိခဲ့ပါတယ်တဦးကတော့ဖျားအလောင်းတော်လှဲမှုဖြစ်ပြီးကြံတဦးကတော့လှဲမှုမိုက်ဖြစ်ပါတယ်သူတို့2ဦးစလုံးဟာလှဲအစီးရေ900စီနဲ့ကုံသွဲဖို့ပြင်ဆင်ကြတဲ့အခါလမ်းမှာအခက်ခဲမဖြစ်အောင်တဦးကအရင်သွားဖို့တဦးကနောက်မှသွားဖို့တိုင်ပင်ကြပါတယ်လှဲမှုမိုက်ကတော့အရင်သွားရင်မြက်ဦးရီဦးတွေကိုရမယ်ဆိုတဲ့အတွေးနဲ့အရင်ဆုံးထွက်ခွာသွားခဲ့ပါတယ်လှဲမှုမိုက်ဟာရေမရှိတဲ့ကန်တာရတဲ့ရောက်တဲ့အခါမှာလူရောင်ဖန်ဆင်းထားတဲ့ဘလူးတွေနဲ့တွေ့ခဲ့ပါတယ်အဲ့ဒီဘလူးတွေကရှေ့မှာမိုးရီရွာနေလို့ရေဒီအများကြီးရှိတယ်ဆိုပြီးလှည့်ဖျားပြောဆိုခဲ့ကြပါတယ်အသိဉာဏ်နဲ့ပါတဲ့ဟဲမှုမိုက်ဟာဘလူးတွေစကားကိုယုံပြီးပါလာတဲ့ရီဦးတွေကိုအကုံတုံပစ်ခိုင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ရေမရှိအင်အားမရှိတော့တဲ့လှဲကုံတဲ့900စလုံးကိုဘလူးတွေကစားတောက်လိုက်ကြတဲ့အတွက်အားလုံးပျက်စီးခြင်းသို့ရောက်သွားခဲ့ရပါတယ်လှဲမှုမိုက်ထွက်သွားပြီး15ရက်အကြာမှာတော့ဖျားအလောင်းလှဲမှုကထွက်ခွာလာပါတယ်သူလဲကန်တာယာထဲမှာလူရောင်ဆောင်ထားတဲ့ဘလူးတွေနဲ့တွေ့ခဲ့ရပါတယ်ဒါပေမဲ့ပညာရှိတဲ့လှဲမှုဟာဒီလူတွေရဲ့မျက်လုံးတွေနီမြန်းနေတာအရေးမထွက်တာကိုကြည့်ပြီးဘလူးတွေဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်ဒါအပြင်မိုးရွာရင်ရှိရမယ့်လေတိမ်ဟျက်စီးနဲ့မိုးချုံတန်တွေမရှိတာကိုသတိပြုမိပြီးမိမိလူတွေကိုရေတစက်တောင်မတုံဖို့တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပါတယ်ဖျားလောင်လှဲမှုဟာအတုညံနဲ့ဆင်ကျင်ပြီးခရီးဆက်ခဲ့လို့လှဲမှုမိုက်တို့ပြက်စီးနေတဲ့နေရာကိုဘေးကင်းစွာရောက်ရှိခဲ့ပါတယ်အဲ့ဒီနေရာမှာကြံခဲ့တဲ့ပစ္စည်းတွေကိုတင်စီပြီးသူတို့သွားလိုတဲ့အရက်ကိုဆက်သွားကအစမတန်အမျက်အစွန်းတွေရရှိခဲ့ပါတယ်ဒါဟာမချွတ်မယွင်းတဲ့အကြောင်းတရားကိုမှန်ကန်စွာရွေးချယ်နိုင်ခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်ဒီဇတ်တော်ကနေရရှိတဲ့အဓိကသင်ခန်းစာကတော့ဘဝမှာဆုံးဖြတ်ချက်တစ်ခုချမှတ်တော့မယ်ဆိုရင်အပေါ်ယံအပြောဆိုတွေနောက်ကိုမလိုက်ပဲကိုယ်တိုင်စင့်ကျင်တုံတရားနဲ့စဉ်းစားဖို့ဖြစ်ပါတယ်လမ်းမကိုရွေးချယ်မိရင်လှဲမှုမိုက်လို့ပျက်စီးရတတ်ပြီးမှန်ကန်တဲ့လမ်းစဉ်ကိုကင်ဆွဲထားရင်တော့အောင်မြင်မှုနဲ့ချမ်းသာခြင်းကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့လည်းတပားသူရဲ့လှည့်ဖျားမှုမှာမပါသွားအောင်အမြဲတမ်းသတိနဲ့စင်ကျင်နေထိုင်ကြဖို့တိုက်တွန်းလိုပါတယ်